လုံးရေအဲ့ကောကြပြောနေဘယ်ယူပဲဟေးကရုံးရေ အမလေး ကရုံးကတော့ဟေးကရုံးကတော့ မရဲ့ကရုံးမစုပါတယ်မရဲ့နေလည်းမထုတ်ပါနဲ့ကရုံးမှာဖေးတွေမေးရတယ်ပြီးအဲသူတို့ရဟိုးဘက်ကအမျိုးတွေတောက်ဘက်ကအမျိုးတွေရှေ့ဘက်ကအမျိုးတွေမြောက်ဘက်ကအမျိုးတွေကရုံးမှာ နေရပါအောင်သူတို့လှုပ်ချင်နေတာ မဟုတ်ကရုံးမမိရဲဦးမရဲ့သူတို့နဲ့ဟုတ်တယ်မွေးချင်း16ရောက်တော့ရှိရဲ့ မွေးကြီးစပွဲပေါင်းရှိတာအမေကမွေးနိုင်လိုက်လား မဟုတ်ဘူးအမေမမွေးပေးခဲ့ဘူး ဟောအမေမမွေးရတော့နေဘာတွေတွေးပြီးတော့ငိုးနေ အမကရုံးနေမလို့ပါလဲစုရမစုရတယ်မရဲ့ စူလည်းမစူဘူးနော် မစုရသေးဘူးလား မစူရသေးဘူးညီအဲ့တော့ထွက်လေးကြာတာကိုကရုံးရေလို့ပဲပြောတာရှိသေးတယ်ညီအမှုမကြီးပါနဲ့အခုကြည့်ငါ့ကိုဖလက်ဖက်ရမ်းလဲချမ်းငါကခါးတယ်နားနေတာကရုံးရေ ဟုတ်လားမစုရသေးဘူးလား မစူရသေးဘူးဘာမှမပြောရသေးဘူး ဟောတဲ့စုလိုက်ပြီလားလို့ ဟာကရုံးကလှုပ်ပြီးအမှုကြီးအောင်လှုပ်ပြီးဒီမဲ့အခြေဘူးလေးနဲ့ဒီသွားကြထွက်လေးဈေးဝယ်အော်ဒါတောင်းနေလို့ပေးဖို့ပြောတာအခုနေဘာတွေယူထားနေမြန်ပြီတော့ကရုံးညာ ဟုတ်လားတောင်းပါရမရဲ့တမီးရဲ့မင်းသမီးမူကမပြောက်တော့ဒါတွေတော့အော်ဒါပြရမလားမ ဟုတ်တယ် ဟုတ်ပါမရဲ့ငိုချင်လိုက်တာ